အမျိုးသမီးတယောက်သည်တဆုံတစ်ခုကိုနင်းမိလိုက်ပြီးအောက်သို့နှုံးကြည့်လိုက်သောအခါကျမ်းပြင်တွင်သွေးဆက်များပြန့်ကျဲနေသည်ကိုတွေ့လိုက်ရသည်အန်နာအေးဗေဒီပတ်ဝန်းကျင်ကိုတေချာစွာစောင့်ကြည့်လိုက်ရာလူဆိုးအုပ်စုသည်ထွက်ပေါက်အားလုံးကိုထိန်းချုပ်ထားပြီးဝန်ထမ်းများနှင့်ဖောက်တီများကိုဖမ်းဆီးထားကြောင်းသတိပြုမိလိုက်သည်သူမသည်အမြန်လှဲ့လေတမီးဖြစ်သူကိုဆွဲခေါ်ကာထွက်ပြေးရန်ကြိုးစားခဲ့သည်သို့သောကံမကောင်းစွာပင်လူဆိုးတဦးသည်စတိုးဆိုင်မန်နေဂျာကိုသူမတို့ရှိရာသို့ဆွဲခေါ်လာခဲ့သည်အန်နာသည်တမီးဖြစ်သူကိုစင်အောက်တွင်အမြန်ပုံးခိုစေပြီးသူမကိုယ်တိုင်လည်းအနီးနားတွင်ပုံရိပ်စောင့်ကြည့်နေခဲ့သည်သူတို့သည်ထိုလူဆိုးကမန်နေဂျာကိုချင်းချောက်နေသည်ကိုမြင်နေရသည်ကလေးမလေးမှာထိုမြင်ကွင်းကိုကြောက်လန့်တကြားဖြစ်ပြီးတုံရီနေသည်စင်ပေါ်မှလိမ်မော်သည့်တလုံးပြုတ်ကျလာသဖြင့်လူဆိုး၏အာယုံဆိုင်မှုကိုရရှိသွားသည်ထိုလူသည်တမီးဖြစ်သူစီသို့ဦးတည်သွားသည်ကိုမြင်သောအခါအန်နာသည်အနီးရှိတန်ဘူးတလုံးကိုကောက်ယူပြီးလူဆိုး၏အာယုံလွှဲရန်ကျမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်လူဆိုးသည်အန်နာရှိရာသို့လက်ဤကြည့်ပြီးသူမထန်သို့ချင်းကပ်လာသည်အန်နာသည်အခွင့်ကောင်းယူကနေရုပ်ကောင်းမွန်ဘူးတစ်ဖူးကိုကောက်ယူပြီးသူ့မျက်နှာသို့ပြပောက်လိုက်သည်လူဆိုးသည်အလွန်တော်သက်ထွက်ပြီးချက်ချင်းပင်တုတ်ပြန်သည်ထိုမျိုးသမီးကဤမြအထိရန်လိုလိမ့်မည်ဟုသူမထင်မှတ်ထားခဲ့ပေတိုက်ခိုက်နေစဉ်အတွင်းအန်နာသည်လူဆိုး၏ပေါင်ကိုတဆုံတစ်ခုနှင့်ထိုးလိုက်သည်သူမသည်ကျမ်းပြင်ပေါ်ရှိတင်နက်ကိုကောက်ယူရန်စ조사တော်လဲလူဆိုးကလည်းလူယူရန်စ조사ခဲ့သည်ကလေးမလေးမှာစင်အောက်မှနေတဲ့ထိုအဖြစ်အပျက်ကိုထိတ်လန့်စွာကြည့်နေစဉ်သူတို့နှစ်ဦးပြန်လဲတိုက်ခိုက်နေကြသည်ရောက်ရက်ခတ်နေသောအခြေအနေတွင်အန်နာသည်မောင်းတင်ပြီးပြစ်ခတ်လိုက်ရာလူဆိုးကိုထိမှန်သွားသည်ထိုအချိန်တွင်နောက်ထပ်လူဆိုးတဦးချင်းကပ်လာသည်အန်နာသည်တင်နက်ကိုအမြန်ချိန်ရွယ်ပြီးသူ့ကိုရင်ဆိုင်လိုက်သည်ထိုစဉ်အပြင်ဘက်မှရဲကားဥဒတံများထွက်ပေါ်လာသည်ထိတ်လန့်သွားသောလူဆိုးသည်ထွက်ပြေးသွားသည်အန်နာသည်ဒဏ်ရာရထားသောလူကိုစစ်ဆေးကြည့်ရာသူကသူမကိုတိကျကြောင်းပြောသည်သို့သောအန်နာသည်သူ့ကိုမမှတ်မိပေနောက်ပိုင်းတွင်အန်နာသည်ဆေးရုံသို့ပြန်သွားပြီးထိုလူဆိုးနှင့်တွေ့ဆုံခဲ့သည်အန်နာကိုမြင်သောအခါထိုလူသည်အလွန်အမင်းတုန်လှုပ်သွားသည်သူကသူမကိုဂိတ်ဟေးရှိကေဟုခေါ်လိုက်ပြီးနောက်တဖန်ပြန်လဲတတိမိမျောသွားသည်အန်နာသည်ထိုလူဆိုးကသူမကိုအဘယ်ကြောင့်ဂိတ်ဟုခေါ်ရသည်နည်းဆိုသည်ကိုနားမလည်နိုင်ဖြစ်နေသည်သူတို့နှစ်ဦးကြားတွင်တဆုံတစ်ခုသောအတိတ်သမိုင်းကြောင်းရှိနေသည်မှာထင်ရှားပေသည်